အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့အိမ်မှာနေချက်စားဖြစ်တဲ့ပုံနုနဲ့မှုမှုလေးနဲ့ပြောင်းမှုကြော်လေးကိုကြော်ပြပါမယ်ရှင်အရင်ဆုံးပြောင်းမှုလေးတွေကိုခြွေထားပြီးတော့ဘဲဦးလေးကိုစီပူအောင်လို့အရင်လုပ်ထားလိုက်ပါမယ်စီပူလာပြီဆိုရင်တော့ပြောင်းမှုလေးတွေကိုထည့်လိုက်ပါမယ်ရှင်အရသာတော့ကိုတော့ပဲငယ်ပြားရဲ့အချိုးလေးနည်းနည်းရဲ့စားလေးနည်းနည်းရဲ့ထည့်ပါမယ်ရှင်ပြောင်းမှုလေးယူသွားဖို့အတွက်တော့ရေလေးထည့်ပြီးတော့ခဏငိုပေးလိုက်ပါမယ်နောက်ဆုံးမှာတော့အုံနုနဲ့လေးမျိုးဖို့အတွက်ကိုအုံနုလေးနည်းနည်းထည့်လိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့နိုင်ရတာနဲ့ပြည့်စုံတဲ့အုံနုနဲ့မွေးလေးနဲ့ပြောင်းမှုကြော်လေးရပါလိမ့်ရှင်ချက်နည်းလေးကလည်းအရင်လွယ်တာမို့အိမ်မှာလိုက်လုပ်စားကြည့်ပါဦးနော်တီရှူအားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်